ညဘက်တည်းတော်တော်လေးအေးလာပြီနော်ကျမကတော့ကိုမျက်နှာကိုကလေးစီဝါတာနဲ့တန်ဆင်းပြီးတော့ဆက်ပြာနဲ့တစ်ပြီးသွားပါပြီအခုဒိုနာရင်ဆုံးလေးမယ်ဒိုနာကလည်းအမြဲတမ်းလိမ့်နေကြဒီဒိုနာပဲသုံးတာနှစ်ပေါင်းကိုတော်တော်ကြာနေပြီပြီးလို့ရှိရင်ဒိုနာပြီးတော့ night cream လေးလည်းတော့မယ်ဂျာ step တွေတော့ကျမကြော်လိုက်တယ်ကျမသားရည်လေးဒီလောက်ဆောင်းတွင်းကြီးမှာတော့မှအသား6နေရမျိုးအသားတွေပတ်တာမျိုးပြီးတော့ဖြူဘက်တွေလာနေမျိုးလုံးဝမဖြစ်ဘူးဒီလားဘာလို့လဲဆိုတော့ကျမ glaze water လေးသုံးတယ်မျက်နှာသစ်လေးတခြားလေးသုံးတယ်အဓိကတော့ glaze water တော်တော်လေးကောင်းတယ်ပြီးတော့ဒီ night cream လေးလည်းလိမ့်နေပေါ့နော် night cream ကတော့ညတိုင်းမလိမ့်ဖြစ်ပါဘူးမျက်နှာကျမမျက်နှာကဒီ night cream လိမ့်ပြီးဖြူပြင်ရလာအောင်ဒီကိုမစိုးနေတော့အခါကျတော့လေ night cream ကလိမ့်ပြီးသွားလို့ရှိရင်ရတဲ့ result ကိုကျမပြပေးမယ်နော်သူကမျက်နှာသားရိုးလုံးဝ glow ကြည့်ဦးမျက်နှာသားရိုးတကယ်ဖြူခြင်းတဲ့လူတွေဆိုဒီ night cream လေးလိမ့်မှာဝက်ချန်စီဘူးတက်တာပြီးမျက်နှာသားရိုးတကယ်ကို glow and glass skin လေးလိုမျိုးဖြူဖွေးဝင်းမွတ်ခြင်းတယ်ဆိုရင်ညဘက်တိုင်းကို night cream လေးလိမ့်ပြီး AB တကယ်ပြောတာနော်တကယ်ကောင်းလို့ပြောတာ